ကောင်ပြီးလက်မြေရလေဒီနေတုံးကတော့ဒီနာမည်ပဲရတယ်ဒီပြင်ဟာတွေမတူဒီနေ့ကတော့တက်နကောင်ပြီးလက်မြေကိုအစဉ်အမြဲအားပေးလာခဲ့တဲ့စင့်ကိုင်မြို့နယ်မှာရှိတဲ့ဝင်းအိမ်ဆောက်ပစ္စည်းဆိုင်ရဲ့လုပ်ငန်းရှင်အမကိုအခုလိုမျိုးဆိုင်ခွဲတွေထိတိုးတက်လာခြင်းရဲ့နောက်ွယ်မှာဘလို့ခက်ခဲမျိုးတွေရှိခဲ့လဲအဲ့ဒီတိုးတက်လာခြင်းရဲ့လှုပ်ဝက်ချက်တွေရောပါရလဲတက်နကောင်ပြီးလက်မြေကိုရောဘာကြောင့်ရွေးချယ်ပြစ်ခဲ့ရလဲဆိုတာကိုတရက်မင်းရမှာပဲဖြစ်ပါတယ်မင်္ဂလာပါရှင်မမပထမဆုံးအနေနဲ့မမရဲ့နာမည်လေးရဲ့ဆိုင်လုပ်ငန်းအကြောင်းလေးရဲ့ကိုမိတ်ဆက်ပေးပါအောင်ရှင်နာမည်လေးကတော့ဒေါက်ခင်ဆန်းလွင်လို့ခေါ်ပါတယ်ဆိုင်နာမည်လေးကတော့ဝင်းအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးပါစင်ကိုင်းနယ်ဖလန်မူရွာမှာတည်ရှိပါတယ်ဟုတ်ကဲ့မမအခုဆိုရင်ရောဒီဆိုင်လေးကိုဖွင့်ခဲ့တာဘယ်နှစ်လောက်ရှိခဲ့လဲရှင်ဆိုင်ခွဲတွေရောဘယ်နှစ်ဆန်လောက်ထိတိုးချဲ့ခဲ့နိုင်လဲရှင်ဆိုင်လေးဖွင့်တာကတော့ညီမလေးရဲ့ဟိုလောက်ကပေါ်2020က6နှစ်မြောက်တော့ရှိပါဆိုင်ခွဲလေးကစုစုပေါင်း3စားကြောက်ဆယ်မှာတစ်ဆိုင်စင်ကိုင်းမှာတစ်ဆိုင်ခုမမဒီလုပ်ငန်းစတင်ချိန်မှာရောဘလို့အခက်အခဲမျိုးတွေကြုံတွေ့ခဲ့ရလဲမမဒီအခက်အခဲတွေကိုရောကြော်ဖြတ်ဖို့ဘလို့စိတ်သက်မျိုးနဲ့ရည်တည်ခဲ့ပါလဲမမစတီတော့ကတော့အစင်မပြေလို့ဆိုင်လေးကိုလေးဟိုအရင်ကြီးမရှိလို့မြို့သားသူများစီသွားပြီးတော့ဝေ9သိန်းကို9ကျပ်တုံးနဲ့ရှာဖွင့်ရစဖွင့်တော့ကတော့စကိုင်းရပေါ့ဝါလေးကနေတမျိုးတွေကနေစဖွင့်တာလေဝါတစ်မျိုးတွေကနေခက်ခဲနဲ့အဲ့လိုမျိုးလေးရုံးကန်နဲ့ဝါတစ်စီးကနေ2စီးကနေ4စီးပြီးအဲ့လိုလေးဖြည်းနဲ့တမိုးလေးကတစ်ဖာတုတ်ကလေးက15ကျက်အဲ့လိုမျိုးလေးနည်းနဲ့သွားတင်ရတာစိုက်တွဲလေးနဲ့အဲ့လိုစိုက်သေးလေးဆိုတော့ဝဲသူကလည်းဒီလောက်ကြီးမများသေးဘူးပေါ့ဖောက်တယ်ရအခုတော့ဖောက်တယ်လေးတွေများလာပါပြီတဖြည်းဖြည်းနဲ့ကြတော့တော်တော်လေးရောင်းကောင်းပါတယ်စင်ပြေးလာတယ်ပေါ့ညီမလေးရေအမားတို့ဆိုင်မှာဆိုရင်ကြံတစ်မျိုးလေးပဲထားတာဒီပြင်ပြီးလည်းမဘသူကလာဆက်လုံးဝလက်မခံကြံမှာကြံမယ်ကိုကသဘောကျကြံနှကောင်လေဘာကြောင့်ညီမတို့ကြက်နှကောင်ပြီးလက်မြင်နဲ့စတင်လက်တွဲဖို့ရွေးချယ်ပြစ်ခဲ့ရလဲရှင်စတင်ရွေးချယ်ခဲ့တာကညီမလေးအရေးသွေးကောင်းမွန်လို့ပေါ့ပြီးတော့ဝန်ထမ်းလေးတွေကလည်းအမကြဖုံးဆက်ကြတယ်အစင်ပြေလားဘာညာပေါ့ပြီးတော့ကြီးစင်တွေလည်းပို့ပေးတယ်အဲ့ဒါကြောင့်လို့ရွေးချယ်ခဲ့တာပေါ့ညီမလေးညီမတို့ကြက်နှကောင်ပြီးလက်မြင်နဲ့လက်တွဲလာခဲ့တာရောဘယ်နှစ်နှစ်လောက်ရှိလဲရှင်2022ကဆိုတော့4နှစ်လောက်ရှိခဲ့ပါညီမလေး2023ကျတော့ခီးစဉ်လိုက်ပါခွင့်ရခဲ့တယ်အဲ့ဒီပထမရောင်းကားလာတော့200ရောင်းကမှာယူရတာပေါ့အခုတော့တောင်းချီမှာနိုင်နေပေါ့ customer တွေကကြက်နှကောင်ပြီးလက်မြင်ပေါ့ဘယ်လိုတုံ့ပြန်ချက်တွေပေးကြလဲကြက်နှကောင်ပြီးလက်မျိုးတော့တုံ့ပြန်ချက်တော့မကောင်းတယောက်မှပြောမယ်လို့မရှိဘူးအကုန်လုံးကပြီးလက်မြေဆိုရင်ကြက်နှကောင်လို့တအားကြိုက်ကြကြံဘာမကောင်းပါဘူးဘာဆိုးပါတယ်ဆိုတော့တယောက်မှပြောမယ်လို့မရှိဘူးဒါမှဒါပဲဈေးနည်းနည်းလေးတက်တဲ့ချိန်ကိုလုံနာပဲအကောင်ပြီးလက်မြေရလေဒီနေတုံးကတော့ဒီနာမည်ပဲရတယ်ဒီပြင်ဟာတွေမတူဘာလို့တုံးဆိုတော့ဒီကဖိုးတူးဖိုက်လို့ရေးတာနော်ဖိုက်တူးဖိုက်လို့သူတို့ကရေးတာဖိုက်တူးဖိုက်ကိုမကြိုက်ကြဘူးဖိုးတူးဖိုက်ပဲကြိုက်တယ်ကြံ့မှာကြံ့ဖြစ်နေကြတနေ့လုံးအကုန်လုံးကဓာရီးကြီးကြိုက်တာဒီကလေးဆိုရင်လည်းအများကြီးပို့ရဟုတ်ကဲ့ပါရှင်မမအခုလိုမျိုးကြက်နှကောင်ပြီးလက်မြေကိုအစဉ်တစိုက်အားပေးလာခဲ့တဲ့အတွက်ရောမိကုံးလေးတွေကိုဖြည့်ချပေးတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ညီမလေးကြက်နှကောင်ပြီးလက်မြေလဲဒါဓမ္မကတိုးတက်အောင်မြင်ပါစေဟုတ်ကဲ့ပါရှင်မမ